ကောင်မလေးဟာအိမ်ထဲမှာလမ်းလျှောက်ရင်ခလုတ်တိုက်ပြီးလဲကျလူနေပါဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူ့မျက်စိရှိမှာထူးဆန်းတဲ့ရွှေရောင်ကျိုးမြင်လေးတစ်ခုစတင်ပေါ်ပေါက်လာပါတော့တယ်ကောင်မလေးဟာဒီရွှေရောင်ကျိုးမြင်လေးနောက်ကိုလိုက်သွားကြည့်မိပါတယ်ကျိုးမြင်လေးလမ်းပြတဲ့အတိုင်းအပေါက်တစ်ခုထဲကနေဆွဲထုတ်လိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းတဲ့ရွှေတုံးကြီးတစ်တုံးထွက်လာပါတော့တယ်ဒီရွှေရောင်ကျိုးမြင်ဟာလက်ကောင်းချင်းတွေကိုလမ်းပြပေးနေတာမှန်သူချက်ချင်းရိပ်မိသွားပြီးအမေဖြစ်သူကိုရွှေတုံးသွားပေးလိုက်ပါတယ်အဲ့ဒီနောက်ကျိုးမြင်လေးကထပ်ပေါ်လာပြန်ပါတယ်ဒီတခါတော့ဘိုးဘွားပိုင်ခမ်းမဆောင်စီကိုလမ်းပြသွားတာပါဒီမှာရှီဟောင်းပကြီးကားတစ်ချက်နဲ့ကြောက်စိမ့်ဆန်တိုးလေးပါတဲ့တစ်တာတစ်လုံးကိုသူထပ်မံတွေ့ရှိခဲ့ပြန်ပါတယ်နောက်နေ့မှာတော့ကောင်မလေးဟာဒီပစ္စည်းတွေကိုရှီဟောင်းပစ္စည်းဆိုင်မှာတွားရောက်ပြသခဲ့ပါတယ်ဒါပေမဲ့ဆိုင်စရေးကဆိုင်ရှင်ဟာသူ့ရဲ့ပျောက်ဆုံးနေတဲ့သမီးလေးကိုလိုက်ရှာနေရလို့ဆိုင်ပိတ်ထားတယ်လို့ပြောပါတယ်ကောင်မလေးဟာလူပြောက်ကြောညာစာရွက်ကိုကောက်ကင်လိုက်တဲ့အချိန်မှာပဲဟောရွှေရောင်ကျိုးမြင်လေးကဆိုင်စရေးနဲ့သူ့နောက်ကဗီဒီယိုကြီးစီကိုတဲတဲမမညွှန်ပြနေတာကိုတွေ့လိုက်ရပါတယ်တခုခုတော့မှားနေပြီဆိုတာသူချက်ချင်းသိလိုက်ပြီးကြောညာလေးကဆိုင်ရှင်ရဲ့ဖုန်းနံပါတ်ကိုခေါ်ကသမီးဖြစ်သူဘေးမှာရှိလဲဆိုတာသူသိကြောင်အကြောင်းကြားလိုက်ပါတယ်ဆိုင်ရှင်ကအပြေးအလွှားရောက်လာတဲ့အခါမှာတော့ဆိုင်စာကြီးကအရန်ကိုပြပြတလဲဖြစ်နေပြီးသူတို့ကိုအပြင်မှာပဲသွားရှာဖို့တိုက်တွန်းနေပါတယ်ဒါပေမဲ့ကောင်မလေးကတော့စာရေးရဲ့လှည့်ကွက်ကိုရိပ်မိပြီးသားပါသူကဆိုင်ရှင်ကိုဗီဒီယိုကြီးစီတန်တမတ်ခေါ်သွားပါတယ်ဆိုင်စာကြီးကတားဆီးဖို့ကြိုးစားပေမဲ့ဆိုင်ရှင်ကသူ့ကိုဖယ်ထုတ်ပြီးဗီဒီယိုကိုဖွင့်လိုက်တဲ့အခါမှာတော့ပျောက်ဆုံးနေတဲ့သမီးလေးဟာဗီဒီယိုထဲမှာတကယ်ပဲအပိတ်ခံထားရတာကိုတွေ့လိုက်ရပါတော့တယ်အမှန်တရားပေါ်သွားပြီဖြစ်လို့ဆိုင်စာရေးလည်းအပြစ်အားလုံးကိုဝန်ခံလိုက်ရပြီးရဲလက်ထဲကိုပါသွားခဲ့ပါတယ်ဒီကိစ္စတွေပြီးတဲ့နောက်ဆိုင်ရှင်ဟာကြီးစုတင်တဲ့အနေနဲ့ကောင်မလေးရဲ့ရှီးဟောင်းပစ္စည်းတွေကိုစစ်ဆေးပေးခဲ့ပါတယ်ဒါတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း900ကတခင်ရှီးဟောင်းပစ္စည်းအစ်စ်တွေဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပြီးဆိုင်ရှင်ကအဲ့ဒီပစ္စည်းတွေကိုဝယ်ယူလိုက်တဲ့အပြင်စုလအနေနဲ့ဒေါ်လာ3သိန်းလောက်ထပ်ဆောင်ပေးလိုက်ပါသေးတယ်မိခင်နဲ့သမီးနှစ်ယောက်ဟာအရန်ကိုဝမ်းသာသွားကြပြီးဒီပိတ်ဆန်နဲ့အိမ်သစ်လေးတစ်လုံးဝယ်ကထာဝရပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်